Manchester မြို့ရဲ့လူသူမေးလျော့နေတဲ့လာသားဆိုတဲ့စင်ရီပုံရက်ကွက်လေးမှာဘကင်ဟန်လမ်းမဆိုတာရှိပါတယ်။ဒီလမ်းပေါ်ကအိမ်တန်းလျားလေးတွေဟာတကယ်တော့ထူးထူးခြားခြားတော့မရှိလှပါဘူး။ဒါပေမဲ့ဒီရက်ရဲ့ရာသီဥတုကတော့ခက်ကြမ်းကြမ်းရဲ့မိုးရွာရင်လမ်းတွေရေရှမ်းမယ်။လေတိုက်ရင်အိမ်ခေါင်မိုးတွေကြားထဲကနေလေတံကအတန်ထမြန်တဲ့လေရင်ပြန်ကြီးဖြတ်မောင်းသွားသလိုစူးစူးဝါးဝါအော်ဟစ်နေတတ်တာမျိုးပေါ့။နေရောင်ကြီးဆိုတာလည်းဒီရက်မှာတော့ဧည့်သည်လိုပါပဲ။တိုက်ခန်းတွဲကြီးတွေရဲ့အရေးကတမျိုးလုံးကိုဖုံးလွှမ်းလာတော့လာသာရောက်ကလေးကအမြဲတမ်းမှောင်အောင်မိုင်းမိုင်းနဲ့မှိုတက်နေတဲ့မှောင်ရုံတော်ကြီးလိုဖြစ်နေတတ်ပါတယ်။ဒီလမ်းပေါ်မှာထူးခြားတာဆိုလို့နံပါတ်44အိမ်မှာနေတဲ့အမျိုးသမီးတစ်ယောက်ပဲရှိပါတယ်။ဒါပေမဲ့သူမအကြောင်းကိုတော့နောက်မှပြောကြတာပေါ့။လာပြင်းညမျိုးမှာမြောင်းတစ်ဖက်ကနေလမ်းကြည့်ရင်တော့ဘကင်လမ်းမတော်တော်လေးကိုလှတယ်လို့ထင်ရပါတယ်။အိမ်ရှိရမြက်ခင်းပြင်ကျဲကြီးမှာဘောလုံးမကစားရဆိုတဲ့ဆိုင်းဘုတ်အိုကြီးတစ်ခုရှိပေမဲ့ဘယ်ကလေးကမှတော့ဘီးမဆိုင်ကြပါဘူး။ဒီမြက်ခင်းပြင်ဟာကလေးတွေတော့အစ်စ်တလင်းမဲ့လေအသက်9နှစ်အရွယ်ဘက်စီကားတယောက်နံပါတ်22အိမ်ရဲ့အပေါ်ထက်တရင်ပေါက်ကနေအတင်းကကလေးတွေကိုငေးကြည့်နေပါတယ်။သူမနဲ့သူမအဖေစတီတို့ဒီအိမ်ကိုပြောင်းလာတာအပတ်နှဲငယ်ရှိပြီဆိုပေမဲ့ဘက်စီတို့တော့ဒီနေရာကအိမ်လို့မခံစားရသေးပါဘူး။ဘက်စီလာကူအောင်လေအောက်ထပ်ကနေသူ့အဖေလမ်းခေါ်လိုက်ရင်ပဲသူမသတိဝင်လာပါတယ်။အဖေဖြစ်သူကတော့အိမ်တစ်လေးကိုဆေးတော့ရင်အလုံးရှုံနေတာပါ။သမီးပြန်ထွက်လို့ရမလားဘက်စီကမေးတော့စတိကသူ့သမီးရဲ့ရွှေရောင်စပင်ကောက်ကောက်လေးတွေကိုကြည့်ပြီးပြုံးလိုက်တယ်ပြီးတော့အေးတွားလေဒါပေမဲ့အဖေမြင်ရတဲ့နေရာမှာပဲကစားရမယ်နော်မိုးချော့ရင်ပြန်လာတော့အဲ့လိုမှားလိုက်ပါတယ်ဘက်စီတယောက်အင်ကြီးအထူကြီးဝစ်ပြီးအပြင်ကိုပြေးထွက်ခဲ့တယ်အပြင်မှာတော့သူမတကယ်ချင်းတွေ့တွေဖြစ်တဲ့အလန်အဲလစ်ရိုနဲ့ဘရန်ဒန်တို့ဘလုံးကစားနေကြတာပေါ့အားလုံးပြပြပပကစားနေရင်မတော်တဆအဖြစ်တစ်ခုဖြစ်သွားပါတယ်အလန်ကန်လိုက်တဲ့ဘောလုံးကလေထဲမှာဝဲသွားပြီးနံပါတ်44အိမ်ရဲ့ရှံဝင်းထဲကိုကျသွားခဲ့တယ်အဲ့ဒီခဏမှာအားလုံးငြိမ်ကြသွားပါတယ်။အဲ့ဒီနံပါတ်44အိမ်ဟာတခြားအိမ်တွေနဲ့မတူပါဘူး။အမြဲတမ်းတက်ရက်နေတယ်။ခြံထဲမှာကလေးကစားစရာတစ်ခုမှမရှိဘူး။အကြတန်အောင်မကြားရလောက်အောင်တိတ်ဆိတ်လွန်းပါတယ်။အလံကတော့တတိမွေပြီးဘောလုံးတောက်ကောက်ဖို့ခြံစည်းကိုကြော်လိုက်ပါတယ်။သူ့ဘောလုံးကိုကောက်လိုက်တဲ့အချိန်မှာပဲအိမ်ကြီးလေးကနေဟိန်းနံကြီးတစ်ခုထွက်လာပါတယ်။ခွေးကြီးတစ်ကောင်ဟောင်းတာထက်ပိုပြီးနှက်ဆိုင်တဲ့ရင်းနေတဲ့အတန်လိုမျိုးပေါ့။ကလွေးအားလုံးကြောက်လန့်ကြဖြစ်သွားကြတယ်အလန်လဲဘောလုံးကိုခြံစည်းရိုးပြင်ဖက်အမြန်ပြစ်ထုတ်ပြီးခုံထွက်လာခဲ့တော့တယ်။အဲ့ဒီအတန်ကြီးကလည်းရောက်တရက်ဆိုသလိုငြိမ်ကြသွားပြန်ပါတယ်။ငါအိမ်မြန်တော့မယ်။ဘက်စီကပြောပြီးအိမ်ထဲကိုပြေးဝင်သွားခဲ့တယ်။ညတာစားပြီးတဲ့နောက်ဘက်စီက TV ကြည့်နေတဲ့စိတ်ထဲမှာခုနအိမ်အမှတ်44ကကြောက်စရာအတန်ကြီးအကြောက်ကိုပဲတွေးနေမိ။အပြင်မှာတော့မှောင်မဲနေပြီးလမ်းမီးကလည်းပြတ်နေပါတယ်။ဘယ်သူမှမရှိရဲ့အပြင်ဘက်မှာတစုံတစ်ယောက်ဒါမှမဟုတ်တစ်ခုခုရှိနေနိုင်တယ်လို့သူမစိတ်ထဲမှာထင်နေပါတယ်။ညနေတဲ့ကစတီတယောက်အိမ်ရှိထွက်ပြီးစလိတ်တောက်နေတော့လမ်းမီးပြတ်နေတာကိုကြည့်ပြီးညှဉ်းညူနေပြီ။သူတို့သားဖားနှစ်ယောက်ဇနီးတဲ့ဆုံးသွားပြီးကလေးကရုံးကန်နေရပုံတွေကိုတွေးနေတာပါ။သူအိမ်ထဲပြန်ဝင်သွားတဲ့အချိန်ဆောက်ကပ်နေတဲ့လမ်းမကြီးရဲ့တစ်ဖက်မှာရှိနေတဲ့အိမ်မောင်မောင်ကြီးတစ်လုံးရဲ့လိုက်ကနဲငယ်လှုပ်ရှားသွားပြီးပြန်ငြိမ်သွားတယ်။ကြရင်ပေါက်နောက်ကွယ်မှာတစုံတဦးကသူတို့ကိုစောင့်ကြည့်နေတယ်လို့မျိုးပေါ့။မနက်ခင်းမှာဘက်စီတယောက်အမိုက်ကားတဲ့ဒီကြောင်နိုးလာခဲ့တယ်။လာတာရက်ကွက်မနက်ခင်းကအရင်တိုင်းမှာပဲ။နှင်းတွေဖုံးနေတဲ့မြက်ခင်းပြင်ပြက်နေတဲ့လမ်းမီးရံတို့ကိုလာစစ်တဲ့လူတစ်ယောက်ပြီးတော့ထုံးစံတိုင်းတိတ်ဆိတ်လုံးပြီးတက်ရက်လုံးနေတဲ့အမှတ်44အိမ်ကြီးအောက်ထပ်မှာတော့သူမအဖေစတီကပုံမော့မီးကင်တန်းနေကြားထဲမှာအလှုပ်ရှော့နေရင်သမီးအိပ်ပျော်ရဲ့လားဒီညတော့အေးအေးတန်တက်တာအောင်မီးလေးပါနေနည်းနည်းဖွင့်ကြတာပေါ့အဲ့လိုပြောပြီးဂီရုဆိုင်မေးရှာပါတယ်ဘက်စီကတော့အဖေဖြစ်သူနဲ့အတူကြောင်းသွားဖို့လန်တဲ့ရီလိုက်ပို့မယ်ဆိုတာကိုညင်းပြီးသူမဘာသာသူမတငယ်ကျွန်းတွေနဲ့အတူကြောင်းသွားခဲ့တယ်ကြောင်းရောက်တော့ထူးခြားတဲ့သတင်းတစ်ခုကသူတို့ကိုစောင့်ကြိုနေပါတယ်ကျောင်းကြီးမစ္စတာလူဝေဟာအတန်းထဲကိုမျက်နှာမကောင်းစွာနဲ့ဝင်လာပြီးဒီနားမှာနေတဲ့ကောင်လေးတယောက်မနေ့ကတည်းကအိမ်ပြန်မလာလို့ပျောက်ဆုံးနေတယ်။ဒါကြောင့်အားလုံးအိမ်ပြန်တဲ့အခါသတိထားကြဖို့လာပြောသွားပါတယ်။အဲ့ဒီသတင်းကြောင့်ကလေးတွေကြားထဲမှာထိတ်လန့်စရာစကားလုံးတွေပြန့်နှံ့သွားတာပေါ့။သူ့ကိုဘန်ကားနဲ့လူပေးပြန်ဖမ်းသွားတာနေမှာမဟုတ်ဘူး။အဲ့ဒါအိတ်ဆွဲမျိုးသမီးဖမ်းသွားတာ။အဲ့လိုဆိုပြီးကိုလာဟာတော့တွေထွက်လာပါတယ်။ဘရန်ဒန်ဆိုတဲ့ကောင်လေးကဘက်စီကိုပြောပြတယ်။အဲ့ဒီအိတ်ဆွဲမျိုးသမီးမှာအိတ်ကြီးတွေအများကြီးပါတယ်တခါအိတ်တွေကနေကလေးလက်တစ်ဖက်ထွက်နေတာကိုငါဝမ်းခွဲကိုကမြင်ဘူးတဲ့အလန်ကလည်းဝင်ပြောတယ်သူကအမှတ်ပုံးတွေကနေအသေးကောင်းတွေကြောင်သေးတွေခိုးသေးတွေကိုကောက်ပြီးအိတ်ထဲထည့်သွားတာလို့ပြောတော့ဘက်စီတယောက်ရင်ထဲမှာအေးစိမ်သွားခဲ့တယ်ညနေအိမ်ပြန်ရောက်တော့ဘက်စီကသူမအဖေကိုကောင်လေးတယောက်ပြတ်သွားတဲ့အကြောင်းပြောပြမိတယ်စတိကတော့စိတ်မပူပါနဲ့သမီးရဲ့ကောင်လေးကတကယ်ချင်းအိမ်သွားလဲနေတာဖြစ်မှာပါဒါတွေကလူကြီးတွေကိစ္စပါလို့ဆိုပြီးညသာစားဖို့တိုက်တွန်းပါတယ်စားမဖြစ်မဲ့သမီးရဲ့လူဆိုတာစားတဲ့အတိုင်းဖြစ်ရစမြဲပဲစတိကစားနောက်ပြီးပြောလိုက်ပေမဲ့ဘက်စီရဲ့စိတ်ထဲမှာတော့ပျောက်ဆုံးသွားတဲ့ကောင်လေးရဲ့
အိတ်ထဲကထွက်နေတဲ့ကလေးလက်ရည်ပြီးတော့ဟိုတနေ့ကရှန်နေကကြားလိုက်ရတဲ့တရိတ်ဆန်ကြီးတစ်ကောင်လိုဟိန်းနေကြီးကဖျောက်ပြက်လို့မရအောင်ရှောက်လက်နေပါတော့တယ်ညဘက်မှာဘက်စီယာတီဗီကိုငဲကြည့်နေရင်ကနေအပြင်ဘက်ကမောင်မဲနေတဲ့ပြင်းပေါက်ကိုလှမ်းကြည့်မိတယ်အပြင်ကအမောင်တို့ထဲမှာတစုံတစ်ယောက်ကသူမကိုပြန်ကြည့်နေသလားဆိုတာတော့သူမမဝက်မရဲ့တွေးနေမိပါတော့တယ်အဲ့ဒီနေ့ကအင်ကာနေ့ပါဘက်စီတယောက်စိတ်ထဲမှာတမျိုးကြီးဖြစ်နေတော့မယ်ကျောင်းမှာလည်းကျောင်းအကြီးကပျောက်ဆုံးနေတဲ့ကောင်လေးသတင်းမရသေးကြောင်းနဲ့အားလုံးသတိထားကြဖို့ထပ်ပြောပြန်တယ်ကျောင်းစင်းညင်ရောက်တော့ဆီယာမကဘဲမှမသွားနဲ့အိမ်ကိုတန်းတန်းမတ်မတ်ပြန်ကြအဲ့လိုမှားလိုက်ပေမဲ့ဝါသနာပါတဲ့အလံကတော့ငြင်းငြင်းမနေပါဘူးဟေးရုပ်ရှင်ရုံဟောင်းကြီးစီသွားကြအောင်အလံကအကြံပေးလိုက်ပါတယ်အဲ့ဒီယုံကြီးကမြောင်းမေးကလမ်းဟောင်းတစ်ခုမှရှိနေတာပါဖြက်စီးရွရွံပြီးပိတ်ထားတာကြာပြီဖြစ်တဲ့အဲ့ဒီအဆောက်အုံကြီးစီကိုကလေးတက်တက်ရောက်သွားကြပါတယ်အထဲကိုရောက်ဖို့ပြင်ကျအပေါက်လေးတွေကနေတယောက်ချင်းစီတိုးဝင်ခဲ့ကြတာပေါ့ရုပ်ရှင်ယုံထဲမှာတော့မှောင်မဲပြီးဖုံနှံ့တွေမှုန်နှံ့တွေကထောင်းနေပဲထိုင်ကုန်ဟောင်းကြီးတွေကလည်းပြဲထွက်နေပြီးကြည့်ရတာတော်တော်လေးကြောက်စရာကောင်းလာပါတယ်အလံကတော့အားမရသေးပဲစခရင်နောက်မှာဘာရှိလဲသွားကြည့်ရအောင်ဆိုပြီးရှေ့ကနေဥဆောင်သွားပြန်ပါတယ်စခရင်နောက်ဘက်ကမဲမောင်နေတဲ့အခန်းလေးတွေကိုရောက်တဲ့အခါအားလုံးတုန်လှုပ်သွားကြပါတယ်အဲ့ဒီမှာအင်ကြီးဟောင်းပုံကြီးလို့ထင်ရပေမဲ့တေချာကြည့်လိုက်တော့တရိတ်ဆန်အသေးကောင်ပုံကြီးဖြစ်နေတာပါကြောင်သေးတွေခိုးသေးတွေနဲ့တခြားတရိတ်ဆန်အသေးတွေကိုစုပုံထားတာပါအဲ့ဒီကောင်တွေရဲ့ခန္ဓာကိုယ်ရာရှင်ထက်တဲ့သွားတွေနဲ့အကိုက်ခံထားရတယ်လို့မျိုးစောက်ပြတ်တက်နေပါတယ်ဒါမြေခွေးတွေလောက်တာဖြစ်မှာပါအလံကတော်တော်ရင်နဲ့ပြောလိုက်ပေမဲ့ဘယ်သူမှကတော့မယုံကြပါဘူးအဲ့ဒီအချိန်မှာပဲအပြင်ဘက်ကနေအတန်တစ်ခုကြားလိုက်ရတယ်ပလတ်စတစ်အိတ်တွေကိုကွန်ကရစ်ကျမ်းမြေပေါ်ဆွဲလာတဲ့အတန်နဲ့တစ်ခုခုကိုအရသာခံပြီးရှာတက်နေတဲ့အတန်မျိုးပါခလေးတွေချောင်းကြည့်လိုက်တဲ့အခါတကားဝါကအလင်းရောင်အောက်မှာကုန်းကုန်းကွက်ကွက်နဲ့ပုံစံတစ်ခုကိုတွေ့လိုက်ရတယ်အင်ကြီးတွေအထက်ထက်ဝက်ထားပြီးလက်ထဲမှာပလတ်စတစ်အိတ်တွေအများကြီးကိုဆွဲရတဲ့အမျိုးသမီးကြီးတစ်ယောက်အိတ်ဆွဲမျိုးသမီးပဲလို့ဘက်စီကတိုးတိုးလေးရေရွတ်မိတယ်အဲ့ဒီမျိုးသမီးကြီးကကျမ်းမြင့်ပေါ်ကအညစ်အကြေးတွေကိုကောက်ပြီးအိတ်ထဲထည့်နေတယ်သူမရဲ့မျက်နှာကထူးထူးဆန်းဆန်းကြီးဖြစ်နေပေမဲ့အလင်းကိုကြောပေးရလို့တေချာတော့မမြင်ရပါဘူးခုနအခန်းထဲမှာတွေ့ခဲ့တဲ့အသေးကောင်တွေနဲ့ဒီအမျိုးသမီးဟာတခုခုပတ်သက်နေတယ်ဆိုတာကိုတော့ဘက်စီသိလိုက်ပါပြီပြေးလို့အလံကအမိန့်ပေးလိုက်တာနဲ့ကလေးတွေအားလုံးအသက်လူပြီးအပြင်ကိုပြေးထွက်ခဲ့ကြပါတော့တယ်သူတကယ်ရှိတာပဲငါပြောသားပဲဘရန်ဒါကတော်တော်ရင်နဲ့ပြောတယ်အဲ့ဒီအချိန်ကစပြီးဘယ်သူမှစကားမပြောနိုင်ကြတော့ပဲအိမ်ကိုအတိအအမြန်ဆုံးပြန်ခဲ့ကြပါတော့တယ်အင်္ဂါနဲ့ညနေခင်းမှာဘက်စီတို့ရဲ့နံပါတ်20အိမ်လေးကပုံမှန်ထပ်ပို့ပြီးကျင်းပြောင်းနေတယ်လို့ခံစားနေရတယ်သူမအဖေစတီကတော့စေးတုပ်တဲ့အလောက်ကပြန်လာပြီးပင်ပန်းနွမ်းနေနေတာပေါ့သူတို့သားဖညစာစားနေတုန်း TV သတင်းကနေကြောက်စရာသတင်းတစ်ခုပါလာပါတယ်ဒီနေ့ညနေပိုင်းမှာစကော့တန်မြောင်းထဲကနေမျိုးသားတို့ရဲ့အလောင်းကိုရှာဖွေတွေ့ရှိခဲ့ပါတယ်တဲ့အဲ့ဒီနေရာဟာဘက်စီတို့မနေ့ကတည်းဖြစ်လာခဲ့တဲ့နေရာပါသတင်းတော့ပြောရတာကတော့အဲ့ဒီလူရဲ့အလောင်းဟာစောက်ပြတ်တက်နေတာဖြစ်ပြီးအနီးနားမှာဒေါ်ရိုင်းဒရိတ်ဆန်တကောင်ကတက်ခတ်ခဲ့တာလို့ယူဆကြောင်းပြောသွားပါတယ်ဘက်စီတယောက်ဆွန့်ရသွားတယ်ရုပ်ရှင်ရုံဟောင်းထဲမှာတွေ့ခဲ့တဲ့ဒရိတ်ဆန်အသေးကောင်ပုံကြီးရဲ့အဲ့ဆွဲမျိုးသမီးကြီးရဲ့ယွန်စရာကောင်းတဲ့အတန်တွေရဲ့ကသူမကောင်းထဲမှာပြန်ပေါ်လာတယ်ညဘက်အိယာဝန်တော့လည်းအဖေပြသူကစိတ်မပူနဲ့သမီးလူကြီးတွေရဲတွေရှိပါတယ်ဘလို့ပဲနှစ်သိမ့်ပေးခဲ့ပေမဲ့ဘက်စီကတော့မယုံကြည်နိုင်တော့ပါဘူးလူကြီးတွေရှိရတဲ့မကောင်းတဲ့အရာတွေဖြစ်ပျက်နေအောင်ပဲလေတကောင်းရန်အချိန်မှာတော့ဘက်စီကအတန်တစ်ခုကြောင့်လက်နိုးလာခဲ့တယ်အဲ့ဒီအတန်ကအပြင်ဘက်ကနေလာတာပါအတန်ကတိုးတိုးလေးနဲ့ထူးဆန်းနေတယ်စကားပြောရတာခက်ခဲနေတဲ့အတိုင်းပါပဲအဲ့ထဲမှာဘာတွေလဲဘက်စီကြောက်ကြောက်လက်လက်နဲ့အောက်ထပ်ကိုဆင်းလာတော့သူမအဖေကလည်းနိုးနေရအောင်တွေ့ရတယ်နှစ်ယောက်သားပြင်းပေါက်လိုက်ကာကိုအသာလေးဟပြီးအပြင်ကိုချောင်းကြည့်လိုက်ကြတယ်အပြင်ကအမောင်တို့ထဲမှာပုံတရံတစ်ခုဟာမျက်ခင်းပြင်းပေါ်မှာကုန်းကုန်းကောက်ဝါနဲ့တစ်ခုခုကိုဆွဲပြီးသွားနေပါတယ်အဲ့ဒီပုံတရံဟာနံပါတ်44အင်ရှိကခြံစည်းရိုးနားမှာရက်သွားပြီးအတန်ကြီးကထပ်ထွက်လာပြန်တယ်အဲ့ထဲမှာဘာတွေလဲပြီးတော့အဲ့ဒီပုံတရံဟာအမောင်ထဲမှာပျောက်ကွယ်သွားတော့တယ်စတီကတော့အရက်ဘိုးသမားတယောက်ဖြစ်မှာပါလို့ပြောပြီးဘက်စီကိုအဲ့ရပြန်ပို့ပေးခဲ့ပါတယ်ဒါပေမဲ့ဘက်စီအိမ်မက်မက်ပြန်တယ်အိမ်မက်ထဲမှာသူမကရောက်ရှင်ရုံဟောင်းကြီးတွေကိုပြန်ရောက်နေတယ်ဒါပေမဲ့ထိုင်းကောင်တွေနေရာမှာအယိုးစုကြီးတွေပုံနေပြီးရုပ်ရှင်ပြတဲ့စကရင်ကြီးနေရာမှာတော့ပလတ်စတစ်အိတ်ထောင်ပေါင်းများစွာကတ်ထားတဲ့နေရံကြီးတစ်ခုရှိနေတယ်အဲ့ဒီအိတ်တွေဟာအသက်ရှူနေလိုမျိုးနင်းရှီမြင့်ရှီဖြစ်နေတာပြီးတော့မြောင်းတွေကတည်ဆုံးသွားတဲ့လူတွေကအဲ့ဒီအိတ်ပုံတွေအောက်မှာလက်တစ်ဖက်တက်လက်သားနဲ့လဲနေတယ်အပေါ်ကနေမဲမဲချီချီတရဝါကြီးတကောင်ကဆင်းလာပြီးအဲ့ဒီလူကိုဝါမျိုးတော့မဲ့အချိန်မှာပဲအဲ့ထဲမှာဘာတွေလဲအဲ့လိုအော်ဒန်ကြီးနဲ့အတူဘက်စီလက်နိုးလာခဲ့တယ်အမောင်ထဲမှာသူမရဲ့နှလုံးခုန်တန်တွေအရန်ကိုမြင်နေတယ်လမ်းတစ်ဖက်ကမောင်မဲနေတဲ့အိမ်တန်းလျားတွေကြားထဲကနေအဲ့ဒီထူးဆန်းတဲ့အတန်ကြီးကတိုးတိုးလေးထွက်လာပြန်တယ်အဲ့ထဲမှာဘာတွေလဲ
ဗုဒ္ဓဟူးနေ့မနေ့ကမှဗစီတယောက်အေးအေးမောပဲနိုးလာခဲ့တယ်။ညကမက်ခဲ့တဲ့အိမ်မက်ဇိုးတွေနဲ့လက်တွေ့ဘဝဘယ်မှာအဆုံးသက်လို့ဘယ်မှာစမှန်းတော့သူမှမဝေခွဲနိုင်တော့ဘူး။ကျောင်းရောက်တော့အရှင်တွေကပိုဆိုးလာပါတယ်။ကျောင်းအကြီးမစ္စတာလူးဝဲနောက်တစ်ခေါက်ရောက်လာပြီးဒုတိယမြောက်ကလေးတစ်ယောက်ထပ်မံပျောက်ဆုံးသွားပြန်ပြီဆိုတဲ့သတင်းစိုးကိုလာပြောပါတယ်။ကျောင်းဝင်းထဲမှာကောလာဟာလာတွေကပြန့်နေပါပြီ။သွေးတွေအိုင်နေတာပဲတဲ့။ညနေ4 နာရီကျော်ရင်အပြင်မထွက်ရဘူးတဲ့။စသဖြင့်ပေါ့။ဗစီနဲ့သူမတကယ်ရင်တတိုက်ရှန်စီယိုနာမှာစွတ်မိတဲ့အခါရိုးကငါတို့ပြည်သားတွေလူကြီးတွေကိုပြောပြတဲ့တယ်တိုးတိုးလေးအကြံပြုပါတယ်ဒါပေမဲ့အလန်ကဘိုထိတ်လန့်စရာကောင်းတာကိုပြောပြလာတယ်မနေ့ညငါအပေါ့သွားရင်သတင်းပေါက်ကကြည့်လိုက်တာအိတ်ဆွဲမျိုးသမီးကြီးကအိတ်တွေအများကြီးနဲ့နံပါတ်44အိမ်ထဲကိုဝင်သွားတာငါမြင်လိုက်ရတယ်ဗစီရင်နဲ့အေးစိတ်သွားပါတယ်အဲ့ဒီအိမ်ကသူတို့အိမ်နဲ့မျက်စောင်းတို့မှလည်းလေကလေးတွေအားလုံးတိုင်ပင်ပြီးကြောင်းစင်းရင်အဲ့ဒီအိမ်ကိုသွားချောင်းကြည့်ဖို့ဆုံးဖြတ်လိုက်ကြတယ်သူတို့နံပါတ်44အိမ်ရဲ့နောက်ဘက်ဘေးကိုရောက်သွားကြတယ်အိမ်ကအရန်တန့်ရှင်းနေရပဲအလံကဟားလေးဖြစ်နေတဲ့ပြင်းပေါက်ကနေတဆင့်အထဲကိုကိုးဝင်ပြီးနောက်ဘေးတကားကိုဖွင့်ပေးလိုက်တယ်ကလေးတွေအိမ်ထဲရောက်သွားတဲ့အခါအံ့ဩစရာကိုတွေ့လိုက်ရတယ်ဇပွဲပေါ်မှာစာရွက်တွေပုံဆွဲထားတာတွေသတင်းစာဖြစ်ပိုင်းတွေပြည့်နေတာပဲဗစီကမြေပုံတချို့ကိုစစ်ကြည့်လိုက်တော့အဲ့ဒီမြေပုံတွေမှာသူတို့နေနေတဲ့လမ်းတွေညောင်းတွေလူသူမသိတဲ့နေရာတွေကိုအသေးစိတ်မှတ်သားထားတာကိုတွေ့ရတယ်သူကအမှိုက်တိုင်းတဲ့လူလိုမျိုးအရာရာအလုံးကိုမှတ်တမ်းနေတာပဲလို့ဗစီကရေးရွတ်မိတယ်အဲ့ဒီမြေပုံတွေထဲမှာမြေရောက်ကန်းဆိုတဲ့စလုံးနဲ့မြားထိုးရတဲ့နေရာတစ်ခုလည်းတွေ့လိုက်ရတယ်အဲ့ဒီအချိန်မှာပဲအောက်ထပ်မြေရောက်ကန်းစီကနေဒုံဒုံဆိုတဲ့အတန်ကြီးထွက်လာတယ်ပြီးတော့သူတို့ရင်းနှီးနေတဲ့ဒရိတ်ဆန်ကြီးတစ်ကောင်ရဲ့ဟိန်းနန်ကြီးကပါကပ်ပါလာတယ်ပြေးကြတော့ဗစီကအော်လိုက်ပြီးခလေးရလုံးအင်ပြင်ကိုအလို့ရက်ပြေးထွက်ခဲ့ကြတယ်ဗစီအိမ်ပြင်ရောက်တော့တကားကိုချက်ချင်းချက်ချလိုက်တယ်သူမတို့ဘာတွေလုံးမိလိုက်တာလဲအဲ့ဒီအမျိုးသမီးကြီးကတကယ်ပဲလူသက်သမားလားဒါမှမဟုတ်အမိုက်ကောက်တဲ့ဖွားကိုတယောက်တက်ပဲလားဗစီပြတင်းပေါက်ကနေလမ်းတစ်ဖက်ကနံပါတ်44အိမ်ကိုလှမ်းကြည့်လိုက်တယ်အိမ်ကြီးကတော့အရင်တိုင်းအေးဆက်တိတ်ဆိတ်နေတော့မှာပဲဒါပေမဲ့အဲ့ဒီအိမ်ထဲမှာတခုခုရှိနေတယ်ဒီဟာအားလုံးကိုစနစ်တကျမြေပုံဆွဲပြီးစောင့်ကြည့်နေတဲ့အဖွားကိုတယောက်လိုဟန်ဆောင်ထားပေမဲ့တကယ်တော့အခြားအရာတစ်ခုဖြစ်နေတဲ့တက်တော်ဝါတစ်ကောင်ကြီးရှိနေတယ်ဆိုတာကိုတော့ဗစီအသေးချာသိလိုက်ပါပြီဘကင်ဟန်လမ်းမရဲ့အဆုံးမှာဂျက်တော့စင်ဆိုတဲ့ပြိဘောကဆရာကြီးရဲ့အလောက်ယုံလေးရှိပါတယ်ဗုဒ္ဓဟူးနေ့ညမှာဂျက်တယောက်အလောက်သိမ်းနောက်ကျနေခဲ့တယ်အပြင်မှာလဲထုံးစံတိုင်းလမ်းမီးတိုင်ကပြတ်နေပြန်ပါပြီအသက်50ကျော်ကြီးပဲဂျက်ဟာတယောက်တည်းရှိနေချိန်မှာလမ်းမီးပြတ်တာမျိုးကိုတော့သိမနစ်သက်လာပါဘူးသူ့အလောက်ယုံတကားကိုပိတ်ပြီးအိမ်ပြန်ဖို့ပြင်လိုက်တဲ့အချိန်မှာပဲအမောင်လေးကနေတခုခုကိုမြေကြီးပေါ်ဆွဲလာတဲ့အတန်ကြီးကိုကြားလိုက်ရတယ်ခလေးတွေပျောက်ဆုံးနေတဲ့သတင်းတွေကြောင့်သူလည်းစိတ်ထဲမှာနည်းနည်းတော့ထင်နေတာပေါ့ဘယ်သူလဲထွက်ခဲ့စမ်းသူអော်လိုက်တဲ့အခါအိတ်တွေအများကြီးဆွဲရတဲ့ပုံစံတစ်ခုထွက်လာတယ်အဲ့ဒါအိတ်ဆွဲမျိုးသမီးကြီးပါပဲဒါပေမဲ့ဒီတစ်ခါသူမကိုအနီးကပ်မြင်လိုက်ရတဲ့အခါမှာတော့ဂျက်တယောက်တုံးလောက်သွားခဲ့တယ်သူမကအရင်ကထပ်ပိုပြီးထွားကြိုင်းနေသလိုပဲကိုနန့်ကလည်းအမိုက်ကားပုံနဲ့တစ်သားပုံနဲ့တွေရောနေတာပေါ့သူမရဲ့ခေါင်းကြီးကလူနဲ့မတူအောင်ကြီးမားနေပြီးမျက်မှန်အထူကြီးတွေတက်ထားတယ်ပြီးတော့ထုံးစံတိုင်းအဲ့ဒီတိုင်နဲ့မေးလာပြန်တယ်အဲ့ထဲမှာဘာတွေလဲဂျက်ကငါ့မှာအိတ်မပါဘူးလေတော်ရင်နဲ့ဖြေလိုက်ပေမဲ့သူမကရှေ့ကိုတလန်းချင်းတိုးလာတယ်သူမရဲ့လက်ချောင်းကြီးတွေကမိုးပြန်ပူပေါင်းကြီးလိုဖောင်းကားပြီးဖြူဖက်ဖြူပြီးရောဖြစ်နေတာကိုကြက်မြင်လိုက်ရတယ်ကြောက်ကြောက်လန့်လန့်နဲ့ဂျက်ကဘေးနာကအမှတ်အိတ်ကြီးကြီးတစ်ခုကိုသူမစီကမ်းပေးလိုက်ပြီးရော့ဒါယူသွားငါနဲ့ဘာမှမဆိုင်ဘူးအဲ့လိုပြောလိုက်တယ်အဲ့ဒီအမျိုးသမီးကြီးကအိတ်ကိုဖွင့်ကြည့်လိုက်တဲ့အချိန်မှာဂျက်လည်းချောင်းကြည့်မိသွားတယ်အဲ့ထဲမှာမြင်လိုက်ရတာကတော့အမွှေးမြင်တွေငှက်တောင်တွေနဲ့စော့ပြက်နေတဲ့အသားစားတွေမရွက်ပြက်တစ်ခုဂျက်ယွန်ရှာလုံးလို့အော်ဟစ်ပြီးသူ့အလွတ်ယုံတကားကိုအတင်းပြတ်ဖွင့်ဖို့ကြိုးစားတော့တယ်သူ့ရဲ့အစစ်မြစ်ရောင်လေးလက်ချောင်းတွေနဲ့တော့ကိုခက်ခက်ခဲခဲထိုးဝင်ပြီးအထဲကိုအလူရက်ပြေးဝင်ခဲ့ရတယ်တကားမပိတ်ခင်နောက်ဆုံးမြင်လိုက်ရတဲ့သူမရဲ့မျက်နှာပုံတစ်ခုပေါ်မှာရုပ်ပုံဆွဲထားသလိုမျိုးထူးဆန်းနေပြီးဖောင်းကားနေတဲ့လက်ကြီးတွေကသူ့ကိုနှုတ်ဆက်နေသလိုမျိုးလောက်ရမ်းပြနေတာပါဂျက်တယောက်အလွတ်ယုံထဲမှာအသက်ရှူမဝအောင်ကြောက်လန့်ပြီးလဲကျသွားတယ်ဒါကိုတစုံတယောက်ကိုပြောပြဖို့စဉ်းစားပေမဲ့ဘသူကယုံပါလဲဖွားကြီးတယောက်ကအမှားအိပ်ပြပြီးငါ့ကိုချောက်လန့်နေလို့ပါလို့ပြောရင်သူယူနေပြီလို့အားလုံးကထင်ကြမှာပါသူတက်တီမွေးပြီးပတင်းပေါက်ကနေအပြင်ကိုပြန်ချောင်းကြည့်လိုက်တော့အခါမှာတော့ရှောင်းဝင်းထဲမှာဘသူမှမရှိတော့ပဲပြန်လဲတက်စိတ်သွားပါတော့တယ်ကြာသာပရင်းနေရလာတာမျိုးလေးအတွက်တော့အရင်ကထက်ပိုပြီးအေးဆက်လျှောက်ချစရာကောင်းနေခဲ့ပါတယ်ဗစီတယောက်အေးမောရတဲ့မျက်လုံးတွေနဲ့နိုးလာပြီးသူမပဲစတီပြင်ဆင်ပေးတဲ့ညစာကိုစားနေတော့မှာပဲသူတို့သားဖကြားအတန်ရောစင်နဲ့သူမမိခင်ပေါ်လွမ်းဆွမှုတွေခံစားလာရပါတယ်ဒါပေမဲ့အပြင်လောကရဲ့အခြေအနေကတော့ဒီထက်ပိုပြီးဆိုးရွားလာနေပါပြီ